အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တုဒ္ဒဆုံ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျမ်းမာရေးနဲ့ညီညွတ်အောင်ဂွင်းထုနီအစ်စ်အကြောင်းလေးပဲဖြစ်ပါတယ်ဗီဒီယိုကြည့်ရင် VPN လေးခံပြီးကြည့်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်ဒီအကြောင်းကိုချစ်သူမရှိသေးတဲ့လူပြိုလူလွတ်အမျိုးသားတွေအတွက်အထူးရည်ရွယ်ဆွေးနွေးသွားမှာဖြစ်ပါတယ်လူတစ်ယောက်ရဲ့လိမ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလက်နက်ကင်တွယ်ဖြည့်ရှင်းခြင်းဟာလုံးဝသဘာဝကျပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့အပြုဖြစ်ပါတယ်ဒီနေ့လိုခေတ်ကြီးမှာအန္တရာယ်ကင်းပြီးလေးစားဖို့ကောင်းတဲ့နည်းလမ်းတွေကိုသိပ္ပံနည်းကျကျနဲ့ရှင်းလင်းပေးသွားမှာပါကိုလက်သုံးပြီးဂွင်းထုခြင်းဤကျမ်းမာရေးအကျိုးကျေးဇူးများရှိပါတယ်ပထမဆုံးအနေနဲ့ကိုဂွင်းထုခြင်းဖြင့်စိတ်ဖိစီးမှုကိုလျှော့ချစေတယ်ကောင်းအိပ်ပျော်စေတယ်သွေးလည်ပတ်မှုကိုပိုကောင်းလာစေတယ်ဆိုတာကိုပိုမိုနားလည်လာပါလိမ့်မယ်ဒါဟာအနာဂတ်မှာမိဖက်နဲ့လိပ်ဆက်ဆံတဲ့အခါအထောက်အကူဖြစ်စေနိုင်ပါတယ်သတိပြုရမှာကဒီအကျိုးကျေးဇူးတွေဟာတင်းမြတ်စွာလှုပ်ဆောင်မှအတည်ပြုနိုင်မှာပါအလွန်အကျွံလှုပ်ဆောင်ခြင်းဟာစန့်ကျင်ဘက်အကျိုးဆက်တွေဖြစ်စေနိုင်တယ်ဆိုတာကိုသတိပြုနေရပါမယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းများအနေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ဂွင်းထုနည်းတွေကတော့နံပါတ်1တီးတက်နေရနဲ့အချိန်ရွေးချယ်ခြင်းတီးတက်နေရဆိုတာကကိုယ်လက်လှုပ်ရှားမှုကိုအပြည့်အဝပေးနိုင်ပြီးလုံခြုံမှုရှိရပါမယ်အချိန်ရွေးချယ်ခြင်းဆိုတာကခံစားမှုအထွတ်ထိပ်ရောက်နေတဲ့အချိန်တစုံတစ်ယောက်ရောက်လာနိုင်တဲ့အချိန်တွေကိုရှောင်ပါအာယုံမပြန့်သွားအောင်ထားခြင်းအင်တာနက်ဖြတ်ထားခြင်းအင်တာနက်မရှိဘဲဘာနဲ့ကြည့်မလဲမေးလာနိုင်ပါတယ်အင်တာနက်ဖြတ်ထားခိုင်းတာကအဲ့လိုအချိန်မှာမိမိနဲ့ဖုန်းသည်အနီးကပ်ဆုံးအချိန်ဖြစ်လို့အင်တာနက်ရေဒီယိုလိုင်းတွေနဲ့အနီးကပ်ဆုံးထိတွေ့ခံရပါတယ်ဒီလိုအနီးကပ်ထိတွေ့မှုအကြိမ်ရေများရင်ပန်းသေးပန်းညိုဖြစ်နိုင်ခြေများပါတယ်နံပါတ်2တန်ရှင်းရေးအရေးကြီးခြင်းဂွင်းမထုခင်လက်ကိုဆက်ပြားနဲ့တေချာဆေးကြောဖို့လိုပါတယ်ဆီလီကွန်မတုသုံးမယ်ဆိုရင်သုံးပြီးချင်းတန်ရှင်းရေးလုပ်ပါပိုးတက်လိုပါကအရက်ပြန်သုံးပြီးပိုးတက်နိုင်ပါတယ်နံပါတ်3လက်ချောင်းအသုံးပြုတဲ့နည်းလမ်းများမှန်ပါစေလက်ညှိုးနဲ့လက်ခလဲကိုအသုံးပြုခြင်းဟာနူးညံ့ပြီးစိတ်ခံစားမှုပိုကောင်းစေပါတယ်မတူအသုံးပြုမိအမျိုးသားတွေအတွက်နူးညံ့တဲ့ဆီလီကွန်တွေရွေးချယ်အသုံးပြုနိုင်ပါတယ်နံပါတ်4အာယုံစူးစိုက်မှုအားကောင်းပါစေအာယုံစူးစိုက်မှုနည်းလမ်းဟာခန္ဓာကိုယ်ရဲ့ခံစားချက်တွေကိုအားကောင်းစေပါတယ်စိတ်ကူးယဉ်ခြင်းဟာလုံးဝသဘာဝကျပါတယ်အသက်ရှူလေ့ကျင့်ခန်းလုပ်ရင်နည်းနည်းစွာအသက်ရှူခြင်းဟာအာယုံစူးစိုက်မှုကိုပိုကောင်းစေပါတယ်ဒါဆိုသတိပြုရမယ့်အချက်တွေနဲ့ကျန်းမာရေးအကြံပြုတွေကိုကြည့်ရအောင်မလုပ်တဲ့အချက်တွေကတော့အန္တရာယ်ရှိတဲ့ပစ္စည်းတွေအသုံးမပြုရဘူးဥပမာအရမ်းမာတဲ့မတုပစ္စည်းတွေတွားတိုက်စေစက်ပြာတို့ကိုလုံးဝမသုံးပါနဲ့နာကျင်နေပြီဆိုရင်ချက်ချင်းရပ်ပါအလွန်အကျွံမလုပ်ပါနဲ့တနေ့ကိုအကြိမ်များစွာလှုပ်ခြင်းဟာကျန်းမာရေးကိုထိခိုက်စေပါတယ်ကျန်းမာရေးဆိုင်ရာအကြံပြုတွေရဆိုရင်ရေများများတောက်ရပါမယ်ခန္ဓာကိုယ်ရဲ့ဇီဝကမ္မထာဖြစ်စဉ်အတွက်အရေးကြီးပါတယ်နံပါတ်5ဖြည့်စွတ်အစားအစာများစားပေးခြင်းအာဟာရပြည့်ဝတဲ့အစားအစာကိုစားတောက်ပါဇင်းဗီတာမင် A B C ပါတဲ့အစားအစာတွေစားပါကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါလေ့ကျင့်ခန်းလုပ်ခြင်းဟာဟော်မုန်းညီမျှမှုကိုကောင်းမွန်စေပါတယ်နံပါတ်6စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းအောင်လုပ်ပါမရှက်ပါနဲ့ကိုဂွင်းထုခြင်းဟာလုံးဝသဘာဝကျတဲ့လူသဘာဝတစ်ခုဖြစ်ပါတယ်စိတ်ဖိစီးမှုကိုဖြည့်ရှင်းတဲ့တစ်ခုအနေနဲ့မြင်ပေးပါကျန်းမာရေးနဲ့ညီညွတ်တဲ့ဖြည့်ရှင်းတဲ့တစ်ခုဖြစ်ပါတယ်လို့တွေးပါလိုအပ်တာထက်လှုပ်ချင်စိတ်ပိုနေရင်စိတ်ပိုင်းဆိုင်ရာဖိအားများနေတယ်အလွန်အကျွံဖြစ်နေတဲ့ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပါစိတ်ပိုင်းဆိုင်ရာကုသမှုရဲ့လေ့လာချက်အရဆိုရင်ကိုယ်စိတ်အလွန်အကျွံဖြစ်နေချိန်မိတ်ဆွေအပေါင်းအသင်းတွေနဲ့အပြင်သွားတာဖုန်းကိုသုံးရင်လည်းရေမော်စရာတွေကြည့်လိုက်တာမပြတ်သေးတဲ့အလုပ်တစ်ခုခုကိုထပ်လုပ်လိုက်တာတို့ကမိမိရဲ့စိတ်ကိုအလိုလျောက်ပြောင်းလဲသွားစေမှာပါဒီတော့ညီကုန်းချုပ်ရမယ်ဆိုရင်တယောက်တည်းကျန်းမာရေးနဲ့ညီညွတ်စွာဂွင်းထုခြင်းဟာလုံးဝသဘာဝကျပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့လူသဘာဝတစ်ခုဖြစ်ပါတယ်အဓိကသိထားတင်တာကဒါဟာသဘာဝကျတဲ့လူသဘာဝတစ်ခုဖြစ်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်ပါဆက်ဆံချိန်ကြာရအောင်ဆိုပြီးဂွင်းထုနေချိန်လိမ့်စိတ်အထွက်ထိပ်ရောက်လို့တုတ်ရည်ထွက်ခါနီမှာရက်လိုက်တာအတွေးတွေပြောင်းလိုက်တာကကြာရှည်မှုတစ်ခုဖြစ်မလာပါဘူးအဲ့လိုလှုပ်ခြင်းဖြင့်လိန်တန်ထောင်မှတ်မှုကိုအားနည်းသွားစေပြီးလိမ့်စိတ်ကျဆင်းသွားတတ်ပါတယ်ဒါကြောင့်အခုလိုအပြုအမူမျိုးကိုလုံးဝမလုပ်မိအောင်အထူးသတိပြုစေလိုပါတယ်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ပေးခဲ့ဖို့မမေ့နဲ့နော်နောက်ထပ်ကြည့်ချင်သိချင်တဲ့အရာများရှိရင်commentမှာရေးပေးခဲ့ပါခင်ဗျာအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ